Ok, alo mấy mình là hẹn cho nó khu đi ní giao là biết xí liu em bảo xin lỗi với bọn nó cho nó khu mà là cái là cái gì ra đó bọn alo suy nghĩ sát với bọn nó suy nghĩ liu của cho nó tự nhiên ra lâu mà là rồi là liu cho nó khu thấu piam luôn ยังคงเสียเลยเว้ยว้าวเดี๋ยวสิจ้าเราตัวရှိအောင်လေးเนาะဒါjoin ကရှိအောင်ဝယ်လို့မရလို့ခင်ဗျအဲ့ဒါကျွန်တော် join ၄ချောင်းเนาะအတူ2ချောင်းအလဇာရ1ချောင်းအရှိဆုံးကကြတော့1ချောင်း join ရတော်တော်မိုက်တယ်ဗျဒီ join လေးတွေကဒီကောင်ရှိအောင်ဝယ်လို့မရလို့ကျွန်တော်အမဲပဲယူလိုက်တယ်ဒီမှာအန်ဒဇောရှစ်ချောင်းเนาะအန်ဒဇောကျွန်တော်ဒီကောင်းကိုရှေ့အောင်လေးရောเนาะတစ်စီလို့ကားတစ်စီဆင်မလို့ကရော်လာလေးတစ်စီဆင်မလို့အဲ့ဒီတော့လိုအပ်တဲ့ပစ္စည်းလေးဝယ်ပါဒီမှာစော့ပါလေးချောင်းဘေးနားမှာစော့ပါဘေးနားမှာလေးဦးလေးပါတယ်ပြီးတော့ဒီကောင်တော့မိုက်တယ်ကြီးရဆိုတော့ပြီးတော့အကလုံးကလည်းအလူမီနီယံဓာတ်တွေပဲเนาะသူကပလတ်စတစ်မဟုတ်စနစ်လည်းမိုက်တယ်လှလည်းလာတယ်လေးကြောင်းရှေ့အောင်ပဲဒီမှာဒီဘောတလုံးရှေ့အောင်ပဲတန်းလေးဆိုရှေ့အောင်ပဲရှေ့အောင်တန်းလေးပေါ်လှတယ်ရအသားလေးကလှနေအောင်ဒီပါနာအရှိဒီမှာနာဒီကအနာရွှေအောင်တန်းလေးတော်တော်လာတယ်ဗျပြောတော့ဒီမှာစာဘအန်15တီစာဘအန်ရွှေအောင်3ခုပေါ့နော်ဒီ3ခုကကျွန်တော်ကို free giveaway ပေးတယ်ဗျကျွန်တော် free gift ပေးတာဗျဘာကြောင့်လဲဆိုတော့ဒီပစ္စည်းရောင်းတဲ့ဆိုင်အောင်ပေါ့နော်ကျွန်တော်ဝယ်တာဒါနဲ့ဆိုလို့ရှိရင်3ချိန်ရှိပြီဆိုတော့ဒီတစ်ချိန်မှာသူကျွန်တော်ကို free gift ပေးမယ်ပေါ့နော်အဲ့လိုမျိုးပြောလို့အဲ့ဒါဘာယူမလဲမေးလို့ကျွန်တော်ကစာဖို့အန်းယူမယ်ပြောလိုက်တယ်အဲ့ဒါကျွန်တော်ကရှေ့အောင်တစ်စည်းစာလုံးရှေ့အောင်ပဲယူပြီးတော့နေရှေ့အောင်အဆက်လေးတွေနဲ့ဆင်ကျင်နေဆိုတော့သူသိတယ်ဗျကျွန်တော်ပြောပြတော့အဲ့ဒါကြောင့်သူကျွန်တော်ကိုစာဖို့အန်း3ခုပေးရရှေ့အောင်ရွယ်ကျွန်တော်ထင်တာသူကျွန်တော်တစ်ခုပဲပေးမယ်ထင်နေတာဗျ3ခုတော့မှသူပေးလာတယ်စာဖို့အန်းရှေ့အောင်လေးတွေဒီနေ့ရောက်တာကတော့ဒါပဲဗျဒီလထဲမှာရောက်ခဲ့တဲ့ဖြစ်စီတွေကတန်း2ဆုံရှိတယ်ဗျကျွန်တော်ပြမယ်နော်ဒီလထဲမှာရောက်တာဗျဒါကလွန်ခဲ့တဲ့တစ်ပတ်လောက်တည်းရောက်တဲ့ဖြစ်စီတွေလာအစမှာလည်းကျွန်တော်ဝယ်လာတာဆိုတော့လေဒီကောင်ကဒီရွှေအောင်တန်းနေပေါ့နော်ဒီရွှေအောင်လေးနဲ့တပုတ်စာနဲ့အယောင်ပဲကွာတာဒီကောင်မျိုး2ဆုံကျွန်တော်ဝယ်တာဒီလမှာဒီအယောင်မျိုးပဲเนาะအရှိ2ချောင်းနဲ့အနောက်2ချောင်းပေါ့เนาะဒါကျွန်တော်တစားစီဖြုတ်တော်ပြီးဆိုတာကရောက်တာလဲကြာပြီဆိုတော့ကျွန်တော်လောက်စရာလေးရှိလို့ပြန် modify လုပ်ခြင်းလို့ကျွန်တော်တစားစီဖြုတ်တော့ဒါအရှိပေါ့เนาะဒီကောင်လည်းအရှိပဲသူရဲ့ပစ္စည်းတွေဖြုတ်ထားတာ2ချောင်းပြီးွားရင်သူနဲ့တွဲရပေါ့เนาะဒီမှာအနောက်တန်းဒါအနောက်တန်းနောက်တစ်ချောင်းအနောက်တန်းနောက်တစ်ချောင်းဒီမှာအနောက်တန်းနောက်တစ်ချောင်းစုစုပေါင်း2ဆုံပေါ့နော်4ချောင်းပြောမယ်ဆိုဒီတန်းမျိုးပဲကျွန်တော်ဝယ်တာဒီလထဲမှာ3ဆုံပေါ့နော်ရှေ့အောင်တစ်စုံနဲ့ဆိုရင်
ပြီးသွားရင် join ၄ကြောင်းဒါကခုနကတော့ပါလဲတဲ့ဟို join ရှိနေတယ်မတူနော်ဟိုကတီးတာဒါအခု၄ကြောင်းတက်တက်ဒါအတူလေးပေါ့နော်ဒါပေမဲ့တော့တော်ကောင်းတယ်MG ကိုငါစာဘွား360 degree ပြည့်လေစာဘွားနှလုံးပြောရတော့မှာစာဘ winch cable စာဘ360စာဘနဲ့တုံးတာနော်သူကကြတော့ဒီကီးလေးတွေဟောဒီစာဘရဲ့ထိတ်ကောင်းမှာဒီလိုဆွတ်ထည့်လိုက်တယ်ပြီးသွားရင်ဒီမှာဒီချိတ်လေးတွေပါအစုံနော်ဒီလိုမျိုးဒီကောင်ကတမဏိကျိုးဗျဒါတမဏိကျိုးတကယ်တမဏိကျိုးအစ်စ်ဒါပေမဲ့ပြော့နေတာအချီကျိုးလို့မျိုးပဲဒီတမဏိကျိုးအစ်စ်ရတော်တော်လဲမှားတယ်ဗျမပြတ်ဘူးပြီးတော့တန်းအခုလည်းတန်းနှစ်စုံနဲ့အတူဝယ်တာဒီကောင်တော့အ25တီနှစ်ချောင်းပြီးတော့ 30A ESC အတီးလေးပေါ့နော်ဒီကောင်က3လုံးဗျတစ်လုံးကကျွန်တော်3ထားလိုက်ပြီဆိုတော့မပြတော့ဒီလာထဲမှာရောက်တာကဒီမှာကျွန်တော်ကချော့ကားဓမ္မဖြစ်တယ် handmade ဓမ္မဖြစ်တာကြောင့်ကားရဲ့၄ကုန်းနေပေါ့နော်ဒါတွေနဲ့လောက်တာကား၄ကုန်းလုံး5ခွေဒီကောင်နေဖွင့်လာလို့ရှိတော့အကြီးပြောရလေဖြတ်ပြီးတော့လိုတော့ဖြတ်ပြီးတော့နေတချောင်းအထလောက်ပြီးတော့နေတောင်းတာ5ခွေဒါတော့ပဲဗျခုကမာရာထရှိသေးတယ်မရောက်သေးတယ်